ဆုံးမှာတခုရှိတယ် Hello ဒီနေ့အင်ဂျင်တို့နဲ့အတူတူပန်းချန်လေးကိုတွားကြမယ်အလေလိုက်ခဲ့ကြပါအောင်ရှင်ကိုင်းထားနော်ဒီမှာလေကျိုးနေရကြီးဟိုမှာ ဒီနေ့အင်ဂျင်ရဲ့တာဝန်ကတော့ခလေးထိမ့်မဲ့ဖြစ်ပါတယ်တကယ်တော့ဒီ baby လေး2ယောက်ကပကံကနေပြီးတော့အင်ဂျင်တို့မျိုးကိုအလဲလာတာပေါ့နော်ဆိုတော့သူတို့လာတဲ့အချိန်မှာအင်ဂျင်ကပန်းချန်အောင်ခေါ်သွားပြီးတော့သူတို့နဲ့အတူတူကစားခဲ့ပါတယ်ပေါ့နော်ပန်းချန်ထဲမှာရှိရဲကစားကွင်းနေရလဲအရန်ကိုမှကောင်းလွန်းလာပါတယ်ပေါ့နော်ကျိုးတဲ့ဥစ္စာနဲ့ပြက်တဲ့ဥစ္စာနဲ့ခြေထောက်လွှဲတဲ့ဟာဆိုလို့ရှိရင်လည်းတစ်ဖက်ပဲလွှဲလို့ရတာမျိုးပေါ့နော်အကျဉ်းတို့သွားတာကနေကင်းကြောင်တောင်ကြီးသွားတာဖြစ်ပါတယ်နေ့လယ်ပတ်7 နာရီလောက်ကိုသွားတာဆိုတော့လူနည်းနည်းတိတ်တယ်ပေါ့နော်လူအများကြီးမရှိဘူးနည်းနည်းပပပဲရှိပါတယ်ဒီကလေး2ယောက်ကလေတော်တော်ကိုစောရတဲ့ထဲမှာပါပါတယ်မြောက်ရှုံးအောင်ကိုစောပါတယ်ဆိုတော့အင်ဂျင်တစ်ယောက်တည်းသူတို့2ယောက်ကိုလိုက်ထိန်းရတာဆိုတော့တော်တော်ကိုလိုက်ထိန်းရတယ်ပေါ့နော်မနှဲထိန်းရပါတယ်အဲ့ဒါကခုနဖြတ်ခဲ့ရတာမဟုတ်ဘူးလားဟုတ်ပါတယ်ဒီထားကြည့်ပါဦးဘာဖြစ်တာတော့ဘယ်ဆိုင်တဲ့ဘယ်ဆိုင်တဲ့ခိုက်တာဘယ်ဆိုင်တဲ့ခိုက်တာဘယ်ဆိုင်တဲ့ဟုတ်တယ်ညောင်းမလုပ်ဘူးမယ်လုပ်ပြမယ်သူမရှိတော့လည်းပေါ့လို့ရတာပေါ့ဘာဖြစ်အင်ဂျင်ကြမယ်နော်ချီလူကောင်းနဲ့ဆက်စီတယ်ချီလို့ကောင်းတယ်ထက်သူများပုံမှာကြာချီကောင်းနေတယ်ကြာအင်ဂျင်တို့ကဒီကို3ယောက်ထဲလာတာဖြစ်ပါတယ်ဒီတက်တက်လေး2ယောက်ရဲ့အင်ဂျင်ရဲ့ဆိုတော့3ယောက်ပဲလာခဲ့တာဖြစ်ပါတယ်အဲ့တော့ပို့ပေါ်ပါနဲ့မနေ့တော့လိုက်ထင်းရပါတယ်ပြီးတော့ဒီမှာဒီဘေးကတပင်ကြီးပေါ်တက်တဲ့ကြောင်လေးလေးကားလေးလည်းလုပ်ပေးထားတယ်ပေါ့နော်ဒီကတော့အင်ဂျင်ထင်တာတော့တိတ်မကြသေးဘူးလို့ထင်ထားပေမဲ့လို့နည်းနည်းတော့ကြာနေပြီထင်တယ်ပုံစံကြည့်ရတာအင်ဂျင်လည်းဒီပန်းချန်နယ်ကိုမရောက်တာတော်တော်ကြာပါပြီဆိုတော့အဲ့ဒီပေါ်ကိုတက်သွားလိုက်တဲ့အခါမှာနည်းနည်းတော့အမြင့်ကြောက်တဲ့အတွက်ကင်မရာကတော့အောက်မှာခေါင်းကတော့အပေါ်မော့နေတာဖြစ်ပါတယ်အဲ့အချိန်တော့အပေါ်နော်အပေါ်ရောက်တော့လေကိုထင်ထားသလောက်တန်တန်ပြန့်ပြန့်နဲ့လှပနေရမျိုးတော့လည်းမဟုတ်ခဲ့ဘူးပေါ့နော်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်တော့ဒီဗီဒီယိုရိုက်တာကလွန်ခဲ့တဲ့2 လလောက်ကရိုက်တာပါဒါပေမဲ့လို့ edit ဖို့အချိန်မရှိတာနဲ့ပြင်းတာနဲ့ဆိုတော့မ edit ပြလိုက်တာပါဆိုတော့ thank you for watching it bye bye see you in my next video